ယဟန်တို့တဲ့အကျိုးကျေးဇူး၃မျိုးကိုလိုလားတောင့်တတဲ့ပုဂ္ဂိုလ်ဟာ၅ပါးသောသိက္ခာပုဒ်ဆိုတဲ့သီလကိုသာဖြူစင်အောင်ကျင့်သုံးရမယ်၅ပါးသီလရဲ့တန်ဖိုးအကျိုးကျေးဇူး၃မျိုးကိုလိုလားတောင့်တတယ်ဆိုရင်၅ပါးသီလပြည့်စုံအောင်ဖြည့်ဆည်းရမယ်ကျင့်သုံးရမယ်နံပါတ်၁အကျိုးကျေးဇူးကဘာလဲဆိုတော့ငါ့ကိုလူတွေကတော်လိုက်တာဆိုတဲ့ချီးမွမ်းတာနော်ကိုယ့်ရဲ့အကြောင်းကိုအကောင်းပြောကြတဲ့အတန်ချီးမွမ်းတဲ့အတန်ဒါကိုဘုန်းဘုန်းတို့လိုလားကြတယ်တောင်းတကြတယ်ဟုတ်လားအဲ့ဒီချီးမွမ်းတဲ့တကားအတန်ကိုရပါစေလို့စိတ်ထဲကမြန်တောင်းတမိမယ်ဆိုရင်တီလာကိုသာဖြူစင်အောင်လုပ်လိုက်ပါတေချာပေါက်အချီးမွမ်းခံရပါလိမ့်မယ်ချီးမွမ်းမှုတွေမှာလေးစားမှုမျက်နှိုးမှုတန်ဖိုးထားမှုတွေကိုတွဲပြီးတော့ဝါလာပြီဘူးလားနော်လူတယောက်တကယ်ငါးပါးသီလဖြူစင်ပြီဆိုရင်ပတ်ဝန်းကျင်ကလေးစားတန်ဖိုးထားသီလပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာကကြည်ပူရတဲ့ဘောဝေဖန်ကြည့်မယ်ဆိုရင်မပြည့်စုံရတဲ့ပုဂ္ဂိုလ်တွေသာလည်းအလွန်များတယ်ဒီလိုလည်းမြတ်စွာဘုရားဟောထားတာရှိပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်မှနည်းတယ်တကွန်ပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်အများထဲမှာကိုယ်ပါပါတော့ထင်ရှားနေတယ်ပေါ့ဒါကြောင့်ပတ်ဝန်းကျင်ရဲ့ချီးမွမ်းတာကိုလိုလားတောင့်တတယ်ဆိုရင်တီလာကိုလာဖြူစင်အောင်ကြိုးစားတယ်နောက်ဒုတိယအချက်ကစီးစိမ်ဥစ္စာတို့နဲ့ပြည့်စုံခြင်းလိုက်တာလို့လိုလားတောင့်တတယ်ဆိုရင်တီလာကိုလာဖြူစင်အောင်ကျင့်သုံးပါတဲ့ဒီအချက်လေးကိုဘုရားပြောခြင်းဘုရားဘာသာတွေရဲ့နားတဲ့အကြောင်းများတဲ့စကားကဒါနာတော့ဘောဂပါဟုတ်လားလှူလို့ရှိရင်ဥစ္စာပစ္စည်းပေါ်များတယ်ဆိုတဲ့အတန်ပဲအကြောင်းများတယ်နော်ဘုန်းတော်ကအလူကံပုဂ္ဂိုလ်ဖြစ်နေတဲ့အခါကျတော့အဲ့ဒီလိုဒေသနာမျိုးကိုဟောရမှာစိတ်ကသိပ်ပြီးတော့မယွန့်ဘူးမဝတ်မရဲဖြစ်တယ်သိမပြောခြင်းဘူးဒါပေမဲ့ဒါနာကောင်းမှုဆိုတာရေရောမှုဆိုတာပေါ်များမှုကိုဖြစ်စေတာသဘာဝတရားပဲဒါကြောင့်လိပ်ပြလုံလုံနဲ့တခါတလေကြတော့လေရဲရဲဝုံဝုံပြောပါတယ်နော်နှမျောဝန်တုမှုကင်းတဲ့ပုဂ္ဂိုလ်ရေရောတဲ့ပုဂ္ဂိုလ်ဥစ္စာပစ္စည်းပေါ်ကိုပေါ်လိမ့်မယ်ဒါသဘာဝလောကကြီးရဲ့နိယာမခုဒီမှာမြတ်စွာဘုရားကဥစ္စာပစ္စည်းပေါ်များခြင်းရဲ့အကြောင်းကိုဒါနကိုမပြောဘဲနဲ့ဘာကိုပြောတာတော့တီလာကိုပြောတာနော်ဟုတ်လားဒါကြောင့်ကြီးမွမ်းတန်ကိုရကျင်တယ်ဆိုရင်ကိုချင်းတီလာကိုဖြူစင်အောင်ကြိုးစားစီးစိမ်ဥစ္စာနဲ့ပြည့်စုံတယ်လို့လိုလားတောင်းတတယ်ဆိုရင်ကိုချင်းတီလာကိုဖြူစင်အောင်ကြိုးစားနောက်၃ခုမြောက်တတ္တဝါတွေလိုလားတောင်းတကြတဲ့အရာအဲ့ဒါကဘာလဲဆိုတော့ခန္ဓာကိုယ်ပျက်စီးခြင်းကြလို့ပျက်စီးရပြီဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘဝတစ်ခုဆက်ပြီးတော့ဖြစ်ခြင်းဆိုးဝါးတဲ့ရုပ်ညက်တဲ့ဘဝကိုယူမှမရခြင်းဘူးဘုန်းတို့ဒီအချက်ကစိတ်ထဲမှာမကြတွေးပေတဲ့အချက်လို့ဘုန်းထင်တယ်ကိုယ့်ရဲ့အနာဂတ်ကိုမျက်ခြေမပြတ်စေနဲ့ကိုယ့်ရဲ့အနာဂတ်ကဘာလဲသိခြင်းတရားပဲအဲ့ဒီသိခြင်းတရားဟာအကြီးမားဆုံးအပြောင်းလဲကိုဖြစ်စေလိမ့်မယ်အဲ့ဒီအပြောင်းလဲဟာကောင်းသောအပြောင်းလဲသာဖြစ်ပါစေဆိုတဲ့ဆန္ဒနဲ့ကောင်းသောအပြောင်းလဲဖြစ်အောင်ဘုန်းတော်ဘလို့မလို့ကြိုးစားရမယ်ဟုတ်လားအဲ့ဒါသေလို့ပြောင်းလဲပြီဆိုရင်အကောင်းဆုံးအပြောင်းလဲလေးဖြစ်နိုင်အောင်ဘုန်းတော်ဘာလို့အောင်လို့ကိုချင်းသီလကိုဖြူစင်အောင်ကြိုးစားရမယ်ဟုတ်ပြီနော်ဒါကြောင့်မြတ်စွာဘုရားကဘေးရာတတ္တဝါတွေကိုဥမင်းရင်းရုံသိတဲ့အောင်စောင့်ရှောက်မဲ့ကောင်းမွန်စေမဲ့အရာလေဆိုတဲ့မေခွန်းကိုတီလာကိုအဓိကထားပြီးတော့ဖြေခဲ့တာဟုတ်လားကိုချင်းတီလာဖြူစင်သောပုဂ္ဂိုလ်သည်ဥမင်းသည့်တိုင်အောင်သူ့ကိုကောင်းမွန်စေမဲ့အရာကိုသူဟာပိုင်ဆိုင်အောင်လုပ်ထားလိုက်တဲ့သဘောပဲဒါကြောင့်ဘုန်းဘုန်းတို့အဲ့ဒါကိုကြိုးစားပြီးတော့ပိုင်ဆိုင်မှုရှိအောင်လုပ်မထားသင့်ဘူးလားလုပ်ထားသင့်လေ